ဘာလာပွားလိုက်ပြီဟုတ်တယ်နော်အိုးတိုင်း999အော်ဓာတ်ရှင်လုံးရတာဗျာတို့ဘာလာပွားလိုက်ပြီဟုတ်တယ်နော်လက်ရှိမှာ Gemini ရဲ့Terry Star ဖြစ်သွားတဲ့ Vala ကိုစမြင်ရပြီ State 4မှာတွေးတရ Terry Star Vala အဲ့တော့မှဗဒေတာလည်းရှိအောင်ပဲအောက်မှာလည်းကိုစောရဲ့ Terry Star ဖြစ်နေတဲ့ခြောင်တွေ့ပြီဗျာနော်လက်ရှိမှာကိုစောရဲ့ခြောင်ကပရိနဲ့ဒီဘက်က Vala ကပရိဒီဘက်တော့Q4 ပဲပါမယ်4ဘက်ခြောင် share တဲ့လာမှာကိုစောကတွေ့ပြီလက်ရှိမှာ Gemini တွေးတရလေးမိစငိမ့်ပြီလား Gemini မသားတွေးတရစငိမ့်ပြီနော်တွေးတရမိစငိမ့်ပြီ Gemini မသားကြောင်မ Gemini ရအောင်လားအိုးတော့ဆုံးတော့ Gemini 3 star ဖြစ်သွားတဲ့ဗနီတာနဲ့ဖွက်လာ2កောင်ပါလာပြီ State 4မှာ3 star 2កောင်5ကျင်တယ်ဗျာတို့ကိုင်းအိုးဟမ်လက်ရှိမှာ Gemini ရဲ့3 star ဖြစ်သွားတဲ့အကိုင်းရယ်ဗနီတာရယ်ဖွက်လာရယ်ပါမယ်3កောင်ကိုစောရဲ့ခြောင်3 star ပါမယ် QS Shield 4 Shield Chris နဲ့ခြောင်တကောင်လေးမသားတို့နော်တကောင်လေးနော်တကောင်ဒါမှမဟုတ်ကြားကြီးလားမသိတကောင်လေးကြားကြီးလားမသိရောဒီဒါပြတ်သွားပြီအကိုင်းအောင်ထက်ကန်ပါအကိုင်းအောင်ထက်ကန်လာဗျာအကိုင်းအောင်ထက်ကန်လာရောက်ပြီအော်ယောဟာယောဟာလေဖြစ်ကုန်ပြီရောက်ရင်ကျွန်တော်နော်ကိုစောကစနက်ကြီးပြည့်လာကိုစောကတကောင်နဲ့ဆော့မနေဟိုကစနက်ကြီးကိုအပြည့်လာဆိုတော့ပို့ပြီးတော့ damage တွေကပိုများတယ်အဲ့ဆိုင်ဒါမှလက်ရှိမှာ hero များတယ်ကိုစောက damage များတယ်တွေ့ပြီနော်တွေ့ပြီဆိုတော့လက်ရှိမှာခြောင်လေးရအောင်မလားပြောင်းဗလာကြီးနောက်ဝင်လာဗလာအိုးကိုတော့ရအောင်မလားဂျမန်တီတာပြောင်း3အောင်တကောင်လွန်မယ်နော်အိုးဟုတ်တယ်ရောဟုတ်တယ်ဗျာနော်လက်ရှိမှာတော့ဗနီတာမှာတော့ပြည်ထိုင်းပါဆိုတော့ Gemini လေးရအောင်မလားပြည်ထိုင်းပါဆိုတော့တိတ်ပြီးတော့လုံးချောင်းလုံးဖြူနော်ပြည်ထိုင်းပါတော့ကျွန်တော်ချောင်းလေးရနော်ကန်လို့မရဘူးဖြစ်နေရပြည်ထိုင်းပါတော့ဗနီတာတေလို့ရှိရင်တော့လည်းကြောက်ကောက်ထဲမှာပါမယ်ဒါပေမဲ့ဗနီတာတော့အကိုင်းလှဲ့တာဟာအကိုင်းဟာရောင်3အောင်တကောင်တီးနေရရောင်ချောင်းကြီးကကြီးအောင်မလားလို့အောင်ဂျမ်နဲ့ပြည်ထိုင်းခံနေလို့အရှိမကျွန်တော်အကိုင်းရောင်ကြီးအကိုင်းကိုကြံမျိုးကောင်းအကိုင်းကိုကျွန်တော်လုံးအောင်တကောင်လွန်မယ်နော်မင်းတို့လွန်မယ်3အောင်တကောင်လွန်မယ်ဗျာတို့လွန်ကုန်မယ်ရောင်ကြီးလွန်ကုန်မယ်မလုံနဲ့လွန်မယ်နော်အိုးရောက်တမီဟာဟုတ်တယ်ဗျာကိုစောပါမယ်နော်ကိုစောရှိမယ်ဆိုတော့လက်ရှိမှာတော့ချောင်ရှဲဦးတယ်လေဟုတ်တယ်ဗျအကုန်ကန်နေရများကျွန်တော်အကုန်ကန်နေရအကိုင်းကိုကြည့်အောင်အကိုင်းတီတော့မရောအကိုင်းတီသွားပြီနော်အကိုင်းတီသွားပြီဗနီလာတကောင်ကျဲမယ်နောက်ကဗလာအိုလိုတွေးရောနော်ချောင်ကန်လိုက်တယ်နောက်ကဗလာတွေးကိုကြည့်လိုက်ပဲတော့အောင်းကန်တာအရှိကန်တာနောက်ကဗလာတွေးရောနော်အော်လိုပဲဖြစ်အိုးနော်ချောင်းကန်နေတာကကျွန်တော်ဒီအကိုင်းနဲ့ဗနီတောက်ကန်ဆိုမြဲချောင်းရဲ့ passive ကြောင့်ဗလာတွေးအိုလိုရောလာတွေ့လားအကိုင်းဗလာဗနီတာ3កောင်အဲ့ဒါလုံးဝအပြည့်ထည့်တာ3កောင်လုံးပါကျွန်တော်နော်အိုးရသေးတယ်ဟုတ်တယ်ရောင်ကြီးဟုတ်တယ်ဟာရသေးတယ်ဟာရောင်ကြီးပြီးတော့မှကိုစောတကောင်လေးဆိုရချောင်လေးနော်တကောင်လေးဒါမှမဟုတ်ချောင်လေးပဲတော့နော်တကောင်လေးဒါမှမဟုတ်ဗလာကြီးနေရောထိတ်တိုက်ကြီးနော်ထိတ်တိုက်ကြီးရောင်ကြီးအောင်ပြည်ထိုင်းလေးခံနေလို့ဟောမှာကျွန်တော်အကိုင်းသေးသွားပြီဗနီတာတကောင်ကျန်ဗလာနဲ့ဗနီ2ကောင်ကျန်အိုးရသေးတယ်ဗျာရှိမှာကိုစောရဲ့ share ဇဲက80ပြည့်သွားပြီကိုစောနော်ဒီပြည်ထိုင်းခံနေတာပြည်ထိုင်းကနေတာပြည်ထိုင်းမရှိရင်အဲ့ဒါသွားပြီဂျမ်နဲ့ပြည်ထိုင်းခံနေလို့ပါမယ်ပြည်ထိုင်းကြောင့် fighter စစ်ပါမယ်နော်လက်ရှိမှာတော့ကိုစောလေးရှိမယ်ဗျာဆိုတော့
ကိုစောရဲ့ခြောင်လေးတစ်ကောင်နဲ့ဂျမ်မနိုင်ရဲ့ဗလာအကိုင်းပရီတာအော်နောက်ဆုံးမှာတော့ဂျမ်မနိုင်နော်တကယ်လုတ်ပြသွားပြီမလို့နော်